မင်္ဂလာပါဒေါက်တာရဲပါဒီနေ့မှာလည်းကျွန်တော်က skin top program အတွက် Bioderma page မှာမိထားတဲ့မိခွန်းလေးတွေရောရွေးချယ်ပြီးတော့ဖြည့်သွားပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်တို့မိခွန်းလေးဖတ်ကြည့်လိုက်အောင်နော်။ဒီမှာမိထားတာကအစီပြန်ပြီးတော့အသားညစ်နေတာဘာသုံးရမလဲဝက်ချံမထွက်ဘူးတဲ့။ Okay ဆိုတော့ကျွန်တော်ဒီအသားရည်ညစ်တဲ့အစီပြန်နေဆိုရင်သူကပေါ့နော်ဘာကြောင့်ဖြစ်တာလဲဆိုကျွန်တော်ပြန်ရှာရမှာပေါ့နော်။အဲ့တော့သူကကြတော့ဒီ cleansing ပိုင်းအားနည်းနေတာမျိုးလားဒါမှမဟုတ်ကျွန်တော်တို့ဒီပေါ့နော် air pollution နဲ့အနည်းတန်းထိတွေ့နေရတဲ့လူမျိုးလားဒါမှမဟုတ် dead cell တွေပိတ်နေတဲ့ skin type မျိုးလားပေါ့နော်။အဲ့ဒါပုံမူတည်ပြီးတော့ကျွန်တော်က skin care ကိုပြန်ပြီးတော့ရွေးချယ်ရမှာပေါ့နော်။ဒီလိုလူမျိုးတက်ဆိုရင်တော့ကျွန်တော်ကမဖြစ်မနေလုပ်စီခြင်းနဲ့ဆင်နေရတော့ double cleansing လေးပေါ့နော်ဆိုတော့ကျွန်တော်ဒီ double cleansing လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ first step အနေနဲ့ပေါ့နော် cleansing water လေးသုံးရမယ်နော်ဆိုတော့ကျွန်တော် cleansing water သုံးမယ်ဆိုရင်သူကအစီတန်တာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ဒီ CBN H2 လို့ခေါ်တဲ့ micellar water လေးကိုယူပေးခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့မှာအဓိက micellar technology နဲ့လုပ်ထားတယ်နောက်ကကျတော့အစီထိန်းပြတဲ့ zinc ပါတယ်ဖြစ်တဲ့အကြောင်းမလို့ဒီအစီတန်တာကိုတက်တာပေးရပေါ့နော်second step အနေနဲ့ကျွန်တော်တို့ဒီပေါ့နော် CBN gel mucin ဆိုတဲ့ cleanser လေးကိုယူပေးခြင်းတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဓိကသူ့မှာကျွန်တော်ဒီမျက်နှာရေပါအတွင်းပိုင်းကိုတန့်စင်ပေးနိုင်တဲ့ cover surface ပါတယ်နောက်ကကျတော့အစီထုတ်လုပ်မှုကိုထိန်းညှိပေးနိုင်တဲ့ zinc surface ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအစီပြန်ပြီးတော့အသားရည်ညစ်တာတွေကိုသူကဖြည့်ရှင်းပြီးသားဖြစ်သွားမှာပါဆိုတော့ကျွန်တော်ဒီတွဲဖက်လေးရဆိုရင်ကျွန်တော်ဒီအစီပြန်ပြီးတော့အသားညစ်နေတဲ့သူအတွက်ဆိုရင်ဒီပြဿနာလေးကိုဖြည့်ရှင်းပြီးသားဖြစ်သွားမှာပါဒါဆိုကျွန်တော်တို့နောက်ဘေးကွန်တစ်ခုသွားကြည့်လိုက်အောင်နော်ဒါဆိုကျွန်တော်နောက်ဘေးကွန်တစ်ခုဖတ်ကြည့်လိုက်အောင်နော်ဒီမှာမိထားတာကချွေးပေါက်ကျဲတဲ့စားဝတ်ချံအစီဘူးရှိရဲ့အစီရမ်းပြန်တဲ့ဘာသုံးရမလဲတဲ့โอเคဆိုတော့ဒီမေကွန်းလေးဆိုရင်ကျွန်တော်ခုနကမေးထားတဲ့မေကွန်းနဲ့တိတ်မကွာဘူးเนาะအဲ့ဒါကြောင့်မို့ကျွန်တော်ရှေ့မှာညွှန်းထားတဲ့အတိုင်းပဲဒီ cleansing လုပ်တဲ့နေရာမှာဒီ CBN H2 လို့ခေါ်တဲ့ micellar water လေးကိုသုံးမယ်ပြီးရင်နောက်တစ်ထပ်အနေနဲ့ကျွန်တော်ဒီ CBN gel mucin လေးကိုကျွန်တော်ဒီမျက်နှာပစ္စည်းအနေနဲ့သုံးမယ်เนาะအဲ့တော့ကျွန်တော်ဒီသူ့ရဲ့ပြဿနာလေးဖြစ်တဲ့အဓိကချွေးပေါက်ကျဲပြီးတော့အစီဘူးရှိတာပေါ့เนาะအဲ့အတွက်ဆိုရင်တော့ကျွန်တော်ကဒီ CBN Caloto Plus လေးကိုညွှန်းချင်တယ်ပေါ့เนาะဘာလို့လဲဆိုတော့အဓိကသူ့မှာကျွန်တော်ဒီ salicylic acid ပါမယ်နောက်ကကျတော့ကျွန်တော်ဒီ AHA new generation ဖြစ်တဲ့ကျွန်တော်ဒီ malic acid ester ပါတယ်เนาะအဲ့အတွက်ကြောင့်မို့သူကအဓိကအစီဘူးလေးကိုတိတက်တာသွားစေတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာမှားချင်တာက Caloto Plus ကိုသုံးတဲ့အခါမှာကျွန်တော်ဒီပထမတစ်ပတ်ကိုတော့ညဘက်လေးပဲစပြီးတော့သုံးပေးတယ်ပေါ့เนาะဒီ skin ကကျင့်သားရသွားပြီဆိုတော့မှကျွန်တော်ဒီ minute ချိန်ညချိန်လေးသုံးပေးခြင်းတယ်ပေါ့เนาะဒါဆိုရင်တော့ခုနကမေကွန်လေးတွေအဖြေလေးရသွားမယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ဒီပေါ့နော်သိချင်တဲ့မေးခွန်းလေးတွေရှိရဆိုရင်လည်းဒီဗီဒီယိုရဲ့ comment မှာဖြစ်စေကျွန်တော်တို့ဒီ Bioderma မြန်မာ Messenger ကနေဖြစ်စေမေးထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်